ဝါနေလို့ဆိုပြီးတော့မှဆင်းနေနေတာဝါနေလို့ဆိုပြီးတော့မှဝေရှောကိုဝါနေလို့ပြည်ငယ်ဒီနေ့ကြောင့်မှအနေခံရတာပဲဖြစ်ဖြစ်လေးစားမှုမခံရတာပဲဖြစ်နေတဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကိုလိုက်ကြည့်ပေးပါဒီ like and subscribe လေးလုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာလိုက်ကြည့်ပေးပါကျွန်တော်ဘာလို့ဒီအကြောင်းပြောရလဲဆိုရင်အရှားလူတွေရှောက်ပြောနေတဲ့စကားတစ်ခုရှိတယ်ဝါရင်လာရင်ဘာဖြစ်တယ်ပြောကြတယ်ဒီစကားတွေကိုကိုပြင်မမြင်စေတော့ကိုကဘလောက်မှလာတယ်ဘလောက်အနေထားမှတင့်တော်တယ်ဆိုတာကိုမှန်နေကြည့်ပြီးတော့မှမဆုံးဖြတ်နိုင်တော့ကိုချက်လုံနိုင်ရဲ့အချိန်မှာကျွန်တော်ကပေါင်ကျင်180ကနေပြီးတော့မှဆရှာခဲ့တာအဲတော့ဆိုတော့ငယ်သေးတာအသက်က15 16ပေါ့ပေါင်ကျင်ကအလောက်နေဆိုတော်တော်လေးကိုဝပါကျွန်တော်ဘလို့ရှာခဲ့လဲဆိုရင်တစ်ခါတလေတဏီကုံဘာမှမစားတာလေးရှိရဲ့စီစိမ့်နေဆိုလဲကျွန်တော်ရှောင်းတယ်ဒါကြောင့်ကျွန်တော်ရက်20အတွင်းမှာပဲတိတိတသားကြီးကိုပေါင်ကြီးတော့ကျသွားခဲ့တယ်ကျွန်တော်၄ချိန်ကနေဆိုလဲပေါအောင်လုပ်တယ်ဒါကြောင့်မလို့ကျွန်တော်တိတိတသားကြီးပဲပေါင်ချိန်ကြီးကျသွားခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ပေါင်ချိန်က69ပဲရှိတော့တယ်ညမှာကျွန်တော်လိုမျိုး live မလုပ်တင်ဖို့အကြံပေးချင်ပါတယ်တဏီကုံဘာမှမစားဘူးဆိုရင်အစာရင်သမားပဲဖြစ်ဖြစ်ဒီကျမကြီးမကောင်းတဲ့လူပဲဖြစ်ဖြစ်ဒါမျိုး live မလုပ်တင်ပါဘူးတကယ်လို့စနေတကျဝေလျှော့ခြင်းနဲ့ကျမကြီးကဝေလျှော့ခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုလုပ်ပါဒါကတော့ကျမကြီးရဆိုတော့ရင်းမှုမရှိဘူးတကယ်လို့ကျမကြီးကချခြင်းနဲ့ဆိုလို့ရှိရင်တနေ့ကိုအတီးရစားတာပဲဖြစ်ဖြစ်စီစိမ်းချောင်းတာပဲဖြစ်ဖြစ်တခါလေးမနေ့ခင်းပိုင်းဆိုရင်းနှီးချမ်းတောက်တာပဲဖြစ်ဖြစ်၄ချိန်ကကိုမိနစ်30တနေ့ကိုပုံမှန်လုပ်တာပဲဖြစ်ဖြစ်ဒါမျိုးတွေကိုလုပ်တင်ပါတယ်ဘာလို့လူတွေကဝါတာကိုခက်ခဲနေရလဲဆိုလို့ရှိရင်စိတ်ကိုနိုင်နေအောင်လုပ်ဖို့လိုပါတယ်စားခြင်းနဲ့စိတ်ကိုရအောင်ထိန်းနိုင်ရင်ဒီဝါတဲ့ပြဿနာကိုတော်တော်လေးကိုဖြေရှင်းနိုင်ပါတယ်ဒီကသူ့ရဲ့နာမည်ကတော့နီကိုကာရိုပယ်ရီပဲဖြစ်ပါတယ်သူကအမုံမဆိုတဲ့အစားအစာတွေကိုအလုံးစုံစားပြပြီးတော့မှနာမည်ကြီးလာတဲ့ YouTuber တယောက်ပါသူကပုံမှန်မဟုတ်တဲ့အရာတွေကိုပြသခဲ့ခြင်းကြောင့်လူတွေပို့ပြီးတော့မှစိတ်ဝင်စားပြီးတော့မှပို့ပြီးတိလာကြတယ်စားတောက်တွေကိုအလုံးစုံစားခြင်းကြောင့်တော်တော်လေးကိုတက်ခဲ့တယ်အရင်ကသူ့ပုံကပိန်နေဆိုပေမဲ့အခုချိန်မှာဆိုရင်သူ့ကိုနဂအမြင်နေနဲ့ပြောခဲ့ကြပါတယ်တခါလေသူကဒီလိုလုပ်ရအမြင်တွေတောင်ပြုလုပ်ခဲ့တာကြောင့်တခါလေကျွန်တော်လည်းမကြိုက်ပါဘူးသူကလူတွေကိုမထင်မှတ်ထားလောက်အောင်ပြောင်းလဲပေးခဲ့ပါတယ်သူက2023မှာ9လလောက်ပျောက်ကွယ်သွားပြီးတော့မှ2024မှာဆိုရင်သူကလူတွေကိုအံ့ဩသွားအောင်လုပ်ပေးခဲ့ပါတယ်သူကတော်တော်လေးကိုပိန်ကြသွားခဲ့ပြီးတော့မှလူတွေကဒါက AI နဲ့လုပ်တာအဖက်တီထဲတာဆိုပြီးတော့မှပြောခဲ့ပါတယ်တကယ်ကောနီကိုကာရိုကဝေ့ကျသွားခဲ့တာ creator တွေကတော့သူ့ကိုပြန်ပြီးတော့မှ positive view တွေပေးခဲ့ကြပါတယ်အခုဆိုရင်တော့နီကိုကာရိုကသူ့ရဲ့မူလ lifestyle ဖြစ်တဲ့အကြောင်းတွေကိုပဲ YouTube ကိုပဲသူက run နေပါတယ်အစားအသောက်တွေစားရင်ကျန်းမာရေးရမငြိမ်ဘူးဆိုတဲ့အကြောင်းကိုလည်းသူကပြောပြနေပါတယ်ကျေးဇူး